ဗီဒီယိုလေးကိုခဏ pause လုပ်ပြီးတော့မှရွေးချယ်ပေးပါနော်။ Pi 1အနေနဲ့အခုချိန်မှာစိတ်ပူနေရတဲ့စိုးရိမ်နေရတဲ့ရှိလား။အဲ့ဟာတွေအကုန်လုံးကိုမစိုးရိမ်တော့ဘဲနဲ့အခု Queen of Swords energy အရာပေါ့နော်။သူ့လက်ထဲမှာကင်ထားတဲ့ဓာတ်လိုပဲကိုယ့်အတွက်ပြတ်သားရမယ့်အရာတွေကိုပြတ်ပြတ်သားသားနဲ့ဖျက်ချဖို့လိုနေပြီလို့ပြောနေပါတယ်။ပြီးတော့လာမယ့်နှစ်ဇူလိုင်လထဲမှာလဲကိုယ့်အတွက်ပေါ့နော်။ wealth ဆိုတဲ့ချမ်းသာကြွယ်ဝပြည်စုံခြင်းနေနဲ့ကိုဘွားအတွက်အရေးပါတဲ့အရေးကြီးတဲ့လူတစ်ယောက်နဲ့စုံစည်းဖို့ရှိနေတယ်လို့လည်းပြောထားပါတယ်။ Pi 2လေးတွေကတော့ကိုရဲ့တငယ်ချင်းမိတ်ဆွေဒါမှမဟုတ်ကိုလိုချင်နေတဲ့အရာတစ်ခုခုပေါ့နော်ဒီကိုနဲ့ဒီလိုမျိုးဒီတငယ်ချင်းဒါမှမဟုတ်ကိုလိုချင်တဲ့အရာနဲ့ကြားထဲမှာဝင်ရောက်ပြီးတော့ဝင်လာခြင်းနဲ့သူရှိနေတယ်ဆိုတော့ message မျိုးရပါတယ်အဲ့ဒီလူကသူ့ရဲ့ personality ကသူကမောက်မာတယ်ရိုင်းဆိုင်တယ်သွားပြီးတော့သွားရှုပ်လို့မရဘူးပေါ့နော်သွားပြီးတော့ထိလို့မရတဲ့လူမျိုးလည်းဖြစ်တယ်လို့ပြထားတယ်ပေါ့နော်ဒါပေမဲ့ဒီ Six of Wands energy အရာပေါ့နော်ကိုကဒီမြင်းပေါ်မှာလည်းထိုင်နေရလေနော်ကိုအနေနဲ့ဒီကိစ္စမှာပေါ့နော်နောက်ဆုံးမှာတော့ကိုကအသာစီးရမယ်အောင်မြင်မှုရမယ် victory card ကိုပြထားပါတယ် Pi 3တွေကတော့အခုချိန်မှာအသားရည်ပေါ့နော်နည်းနည်းညိုတဲ့ဒါမှမဟုတ်စပင်အနဲ့ရောင်ရှိတဲ့အမျိုးသားတယောက်ပေါ့လေဒီအမျိုးသားတယောက်နဲ့ပတ်သက်ပြီးတော့မှကို့မှာအပြိုင်ဆိုင်နေအတိုက်ခိုက်တွေများနေတယ်ဆိုတာကိုပြတယ်ပေါ့နော်ပြီးတော့သူ့ပေါ်မှာလည်းကိုကအရန်ကိုဒီချစ်ဆွဲမုံဆွဲကြီးနေတဲ့ပုံပဲပေါ့နော်အဲ့တော့ဒီຢာတွေနဲ့ပတ်သက်ပြီးတော့ဒီလိုမျိုးလောင်မြိုက်နေတဲ့ဒီလိုအရာတွေဒီလိုအခြေအနေ situation တွေကနေပြီးတော့မှကိုတိုင်းရုံထွက်ရလိမ့်မယ်ဆိုတဲ့ message မျိုးရတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကဒီလိုမျိုးတစ်ဖက်ကဖြစ်နေပြီးမဲ့လေနောက်တစ်ဖက်မှာတော့ကိုတောင်းစုပြုထားတဲ့ကိုဆန္ဒရှိတယ်ပေါ့နော်ဒီဆန္ဒတစ်ခုကပြေဝလာပါလိမ့်မယ်ပြီးတော့ဒီ new career new job ပေါ့နော်ဒီအလုပ်ကိုင်အသစ်တစ်ခုလည်းရလာပါလိမ့်မယ်ဆိုပြီးတော့ message ရထားပါတယ်ကျေးဇူးများကြီးတင်ပါတယ်ကိုနဲ့ energy ကိုက်နေတဲ့ဆိုလို့ရှိရင်ဒီ page ဒီ channel ကို like follow subscribe လုပ်ခဲ့ပေးပါနော်